ဌာနရဲ့အကျိုးကနောက်ဘဝကျမှချမ်းသာတာမဟုတ်ဘူးဒီဘဝလှူတဲ့လူတွေဟာလည်းပဲဒီဘဝမှာပဲအတိတ်ဘဝရဲ့ကံကိုအားပြုပြီးတော့စီးပွားဥစ္စာပို့တိုးလာတယ်ဆိုတာတော်များများဟာလက်ခံယုံကြည်ထားကြတာဖြစ်တယ်မလှူလို့မရှိလို့မလှူဆိုတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှမရှိဘယ်တော့မှမလှူဆိုတာဖြစ်တယ်ဝိစေရသပမာဒာသဧဝံဒါနနာတိယတိနှမျောလို့မလှူတာရဲ့ကာမဂုဏ်အာယုန်နေနဲ့ပဲချိန်ဖြုံးနေလို့မလှူတာရဲ့အဲ့ဒီအကြောင်းတစ်ခုရှိတယ်မလှူခြင်းကြောင့်လှူရင်ကုန်မှကြောက်တဲ့ပုဂ္ဂိုလ်သည်ဆင်းချမ်းသာတာကိုကြောက်တာနဲ့သွားတူတယ်ပေါ့ချမ်းသာဒုက္ခကိုကုသိုလ်ကပေးတယ်ဆိုတာမသိဘူးမြတ်စွာဘုရားကဟောတယ်ဒါနတံဗုဒ္ဓံနိဘောဂာနိလူတိုင်းယခုဘဝရထားတဲ့စီစဉ်ဥစ္စာတွေကိုဒါနကပေးတာလို့ပြောတယ်မြတ်စွာဘုရားဟောတာလို့အဲ့တော့သဘောတူလားမတူလို့ရှိရင်စောရကတက်နိုင်ကိုယ့်ဘကိုကြိုးစားရှာလို့ရနော်ကိုရှာလို့ကိုရတယ်လို့ပြောလို့မရဘူးလားကိုယ့်ဘကိုတနေ့ကုန်တနေ့ကမနေမနာကြိုးစားအထုတ်လို့ရတာဒါနကြောင့်ရတာမဟုတ်ဘူးလို့ပြောချင်ပြောသို့တော့